တော့မတန်မာသေးတဲ့အချိန်မှာ TRX သို့မဟုတ်အရှိကစပွဲတစ်ခုခုကို assisted အနေနဲ့အကူအညီယူပြီးတော့ထိုင်မယ်အထူးသဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ် body weight ကိုမနိုင်တော့တဲ့လူကြီးတွေဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ် weight ကိုမနိုင်သေးဘူးပြန်ပြီးတော့တန်မာအောင်လေ့ကျင့်နေတဲ့အချိန်မှာ assisted အနေနဲ့လုပ်ပါစမယ်အရင်ဆုံးနေရာယူမယ်ခြေထောက်လေးကိုနောက်ဆုတ်တဲ့ခြေထောက်ကအရှိခြေထောက်နဲ့တက်မနေစေနဲ့ balance ကောင်းအောင်နည်းနည်းလေးချဲပြီးတော့နောက်ကိုဆုပ်မယ်ထိုင်ချတဲ့အခါမှာလည်းဒူးအတွင်းရိုင်မသွားစေနဲ့ဒူးလေးကိုချဲပြီးတော့ဒီလိုထိုင်မယ်ပြီးရင်အရင်ဆုံးထိုင်ကြည့်မယ်ဒူးလေးကိုကြမ်းမြင်ကိုထိချလိုက်လို့ရတယ်ပြီးတော့မှကိုယ်ခန္ဓာကိုယ်အနေထားကဘယ်လိုရှိမလဲဒူးလေးကအပြင်ကိုဖွင့်ထားရဲ့လားဘယ်ဘက်ကောညာဘက်ကောဒူးလေးတွေကအပြင်ကိုဖွင့်ထားရမယ်ဖြည်းဖြည်းချင်းထိုင်မယ် position မှန်ရဲ့လားပြန်ထဖို့အတွက်နေရာလေးကိုတေးချကြပြီဆိုတော့မှကွေးထားတဲ့တင်ပါနဲ့ပေါင်က muscle လေးတွေကိုတေးချလေးအားစိုက်ပြီးတော့ထားမယ်ပြီးရင်ပြန်ထိုင်တဲ့အခါမှာလည်းဖြည်းဖြည်းချင်းနေရာကိုတေးချလေးချပြီးထိုင်မယ်ဒီအချိန်မှာလွတ်မသွားစေနဲ့ဖြစ်နိုင်တော့ကြမ်းမြင်တဲ့ဒူးနဲ့မထိစေနဲ့ဒါကြမ်းမြင်တဲ့ဒူးနဲ့ကပထမဆုံးအချက်မှာတေးချ position မှန်ရဲ့လားဆက်ချင်းမလို့ထိပြီးတော့ချိန်ကြည့်တာကင်ထားတဲ့ TRX မှာလည်းအရှိကကိုယ့်ရဲ့ရင်ဘတ်နာအနေထားလောက်ကိုချိန်ပြီးတော့ထားမယ်ပြန်ထမှာကွေးပြီးထိုင်တဲ့ဘက်ကတင်မနဲ့ခြေထောက်ကိုအားပြုပြီးတော့ထားမယ်ပြန်ထမှာအသက်ကိုရှူထုတ်မယ်အနောက်ခြေထောက်က balance လုပ်ဖို့အတွက်ဒီချာလေးထောက်ထားမယ်ဒါမဲ့ပြန်ထမှာတော့အရှိခြေထောက်ကိုတေချာအားသုံးပြီးထားမယ်ထိုင်ထမှာဒူးကဘယ်ညာရိုင်မသွားအောင်တေချာသတိထားမယ်လိုအပ်ရင်အရှိမအပြုတ်ထားတဲ့အရာလေးကိုကင်ပြီးတော့ထားမယ်ပြန်ထားမယ်နောက်ဆုံးမယ်တဲ့မနေစေနဲ့ခြေထောက်လေးကိုချဲဒူးလေးကိုအပြင်ထုတ်ပြီးမှထိုင်မယ်ထိုင်တဲ့အခါမှာလည်းအရှိခြေထောက်ကိုတေးချလေးအားပြုပြီးတော့ထိုင်မယ်ပြန်ထမှအရှိခြေထောက်ကိုအားပြုပြီးတွန်းတင်မယ်အနောက်ခြေထောက်က balance အတွက်ပဲတေးချလေးထိန်းထားမယ်အရှိခြေထောက်မှာပဲအားကိုစိုက်ပြီးတော့ပြန်မမယ်ခန္ဓာကိုယ်ထိုင်တဲ့အခါမှာတေးချလေးထိန်းပြီးတော့ထိုင်မယ်ကြောသားလေးတွေကိုတေးချခံစားမယ်ပြန်ထမှအရှိခြေထောက်ကိုပဲအားပြုပြီးထားမယ်